ဒူဒီချင်းမိတ်ဆွေညီကိုမောင်နှမတွေအားလုံးပဲမင်္ဂလာပါခင်ဗျာအားလုံးကျွန်တော်ကိုမိုင်အားလုံးကိုကျွန်တော်ရဲ့အောင်မင်းဒူဒီ YouTube channel လေးကနေပြီးတော့မင်္ဂလာပါလို့ဥစွာပထမနှုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျာကဲကျွန်တော်ကိုမိုင်ရဲ့အားလုံးပဲเนาะကိုမိုင်ရဲ့အားလုံးကိုကျွန်တော်ဒီဗီဒီယိုဖိုင်လေးကနေပြီးတော့ဥမကျော်ပတိကဏ္ဍလေးရောနေတဲ့ကဏ္ဍလေးရောပြောပြသွားပေးမယ်เนาะကဲကျွန်တော်ကိုမိုင်ရဲ့အားလုံးပဲမနက်တနေ့နေ့မှာဘာလို့ရမလဲဘာခံရမလဲမသိဘူးဆိုတော့ကိုမိုင်ရဲ့အားလုံးကကျွန်တော်ဗီဒီယိုဖိုင်လေးကိုမကြော်မခွပဲနဲ့အဆုံးထိလေးကြည့်သွားပေးပါဗီဒီယိုဖိုင်ကလည်းအရှိကြီးမဟုတ်ပါခင်ဗျာเนาะမိနစ်ပိုင်းဆိုတဲ့အတွက်ကြောင့်အဆုံးထိကြည့်သွားပြီပါเนาะကျွန်တော်ကိုမိုင်ရဲ့အားလုံးကိုအဆုံးထိကြည့်သွားပြီးကျွန်တော်ကိုမိုင်ရဲ့အားလုံးကိုကျွန်တော်ဗီဒီယိုဖိုင်လေးကအကျိုးရှိစေရမယ်လို့ကျွန်တော်ဘက်ကအာမခံပါတယ်ကဲကျွန်တော်ကိုမိုင်ရဲ့အားလုံးပဲเนาะကျွန်တော်ဗီဒီယိုဖိုင်လေးကိုကြည့်ရတဲ့အချိန်ကစပြီးတော့ကိုယ်ကျမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေခင်ဗျာစေတော်နဲ့ကိုပါလိုစနာတုံးတော့နဲ့ပြည့်စုံနိုင်ကြပါစေကံကောင်းသောနေ့ရက်လေးတွေကောင်းမွန်သောနေ့ရက်လေးတွေကိုအများဆက်လက်ထားရပိုင်ဆိုင်နိုင်ကြပါစေဗျာလူမှုရေးစီးပွားရေးကျန်းမာရေးအဆက်ဆက်ရကျွန်တော်ကိုဒီမိုင်အားလုံးပဲအဆင်ပြေချုံးဝင်နိုင်ကြပါစေလို့ကျွန်တော်ရဲ့အောင်မင်းတူဒီ YouTube channel လေးကနေပြီးတော့စုမုံကောင်းလေးတောင်းပေးလိုက်ပါတယ်ခင်ဗျာကဲကျွန်တော်ကိုဒီမိုင်အားလုံးပဲเนาะကဲကျွန်တော်ကိုဒီမိုင်အားလုံးကိုကျွန်တော်တလင်လာလေးကနေပြီးတော့ဘုရုနေတီဟူမကျော်ပတိကဏ္ဍဇာတုပတိကဏ္ဍလေးကိုပြောပြသွားပြီးမယ်เนาะတလင်လာလေးကနေပြီးတော့ဘုရုနေတီကျွန်တော်ကိုဒီမိုင်အားလုံးပဲเนาะကျွန်တော်ကိုဒီမိုင်အားလုံးပဲဟူမကျော်ပတိကဏ္ဍလေးကနှစ်ပတ်တီးပဲဖြစ်ပါတယ်ခင်ဗျာเนาะနှစ်ပတ်တီးပဲဖြစ်ပါတယ်ခင်ဗျာနှစ်နှစ်ပတ်သက်ပြီးတော့ကျွန်တော်ကိုဒီမိုင်အားလုံးပဲ20 25 26ဆိုတဲ့ကဏ္ဍလေးကိုအဓိကထားထုတ်ပေးပါ20 25 26ဆိုတဲ့ကဏ္ဍလေးတွေကိုအဓိကထားထုတ်ပေးပါခင်ဗျာကဲဒီလောက်ဆိုလို့ရှိရင်ဇာတုပတိသမားကြီးကတော့အဆင်ပြေမှာပါเนาะကဲကျွန်တော်ကိုဒီမိုင်အားလုံးပဲတနင်္လာနေ့မနက်ဖြန်တနင်္လာနေ့29ရက်10လ2025တနင်္လာနေ့အဖွင့်နေ့မှာဘယ်ပတ်တီးကိုပတ်မှမသိဘူးဆိုတော့အကိုဒီမိုင်အားလုံးပဲဘက်ကဏ္ဍကိုအဓိကထားထုတ်ရမယ်မသိဘူးဆိုတော့အကိုဒီမိုင်အားလုံးပဲကျွန်တော်ရဲ့ view file လေးကိုအဆုံးထိကြည့်သွားပြီကဲ29ရက်10လ2025တနင်္လာနေ့အဖွင့်နေ့မှာကျွန်တော်ကိုဒီမိုင်အားလုံးပဲဗျာเนาะကျွန်တော်ပတိကဏ္ဍလေးတွေရောကဏ္ဍကွက်လေးရောတကောကောင်းကဏ္ဍလေးရောထိမီလေးဖြစ်အောင်ကြိုးစားထားပြီးတယ်ကဲအားလုံးကျွန်တော်ကိုဒီမိုင်အားလုံးကျွန်တော် view file လေးကိုလက်မှတ်လေးမနေရသေးဆိုရင်လက်မှတ်လေးနေထားပေးပါခင်ဗျာကျွန်တော်ရဲ့ channel လေးကို subscribe မနေရသေးဘူးဆိုရင် subscribe လေးလည်းနှိပ်ထားပေးပါเนาะကိုမရဲ့အားလုံးပဲဗျာကျွန်တော် view file လေးကိုအများမြင်အများတွေ့အများရအများပေါအောင် share လို့ရမယ့်နေရာလေးတွေမျှဝေပေးလို့ရမယ့်နေရာလေးတွေမှာ share အားလေးနဲ့လည်းကူညီသွားပြီးဖို့ကျွန်တော်ဘက်ကမြစ်တာရက်ခံခြင်းပါတယ်ခင်ဗျာကဲကျွန်တော်ကိုမရဲ့အားလုံးပဲဗျာ29ရက်10လ2025တနင်္လာနေ့အဖွင့်နေ့မှာကျွန်တော်ရဲ့အကြံဆုံးကဏ္ဍလေးတွေက4ပိုင်4ဘတ်တီ9ပိုင်9ဘတ်တီ4ကိုဝန်းကျင်ပါခင်ဗျာ4ပိုင်4ဘတ်တီ9ပိုင်9ဘတ်တီ4ကိုဝန်းကျင်ပါခင်ဗျာ4ပိုင်4ဘတ်တီနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကိုမရဲ့အားလုံးပဲ40 4နှစ်43 49ဆိုတဲ့ကဏ္ဍလေးတွေကိုအတိအကျထားထုတ်ပေးပါနော်40 4နှစ်43 49ဆိုတဲ့ကဏ္ဍလေးတွေကိုအတိအကျထားထုတ်ပေးပါဗျာ9ပိုင်9ဘတ်တီ9နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကိုမရဲ့အားလုံးပဲ90 9နှစ်93 98ဆိုတဲ့ကဏ္ဍလေးတွေကိုအတိအကျထားထုတ်ပေးပါ90 9နှစ်93 98ဆိုတဲ့ကဏ္ဍလေးတွေကိုအဓိကထားထုတ်ပေးပါဗျာ။ကဲဒါတော့ဆိုကျွန်တော်ကိုမိုင်အားလုံးအဆင်ပြေမှာပါ။ကဲ29ရက်10လ2025တနင်္လာနေ့မှာတကွယ်ကောင်းကဏ္ဍကိုထိမီထိုးရဲဆိုတော့ကျွန်တော်ကိုမိုင်အားလုံးကိုကျွန်တော်တကွယ်ကောင်းကဏ္ဍလေးပြောပြပေးမယ်နော်။29ရက်10လ2025တနင်္လာနေ့အဖွင့်နေ့မှာဗျာကျွန်တော်ကိုမိုင်အားလုံးပဲအဓိကထားထုတ်ပါမယ် main တကွယ်ကောင်းကဏ္ဍလေးက49ပဲဖြစ်ပါတယ်ခင်ဗျာနော်။49ပဲဖြစ်ပါတယ်ခင်ဗျာ။ဒါတော့ဆိုရင်ကျွန်တော်ကိုမိုင်အားလုံးပဲအဆင်ပြေပြီဗျာနော်။ကဲကျွန်တော်ကိုဒီမိုင်ရဲ့အားလုံးပဲအဆင်ပြေပြီဆိုရင်ကျွန်တော်ရဲ့ video file လေးကိုလက်မှတ်လေးနေဖို့မမေ့ခဲ့ပါနဲ့ကျွန်တော်ရဲ့ channel လေးကို subscribe လေးလည်းနေဖို့မမေ့ခဲ့ပါနဲ့ဗျာကျွန်တော် video file လေးတွေကိုကိုမရဲ့အားလုံးပဲအများမြင်အများတွေ့အများရအများပေါအောင် share လို့ရမယ့်နေရာလေးတွေမျှဝေပြီးလို့ရမယ့်နေရာလေးတွေမှာ share အားလေးနဲ့လည်းကူညီတောင်းပေးခဲ့ပါခင်ဗျာနော်ကဲကျွန်တော်ကိုဒီမိုင်အားလုံးပဲကျွန်တော်ပြောသွားပြီးတဲ့ကဏ္ဍလေးတွေကကိုမရဲ့အားလုံးပဲနေကုန်ကစားမှာနော်နေကုန်ကစားမှာဖြစ်တဲ့အတွက်ကြောင့်တည်ကြကြလေးမှတ်ထားပြီးမထိုးရဘူးလို့မေ့သွားကြလို့မဖြစ်ရလေအောင်တည်ကြကြလေးမှတ်ထားပြီးကျွန်တော်ပြောသွားပြီးတဲ့ခဏလေးတွေကကိုမရဲ့အားလုံးပဲ12နာရီ10မိနစ်စီမှာအကယ်၍မထွက်ခဲ့သည်ရှိတော့ညနေစီအတွက်တင်ကစားနော်12နာရီ10မိနစ်စီမှာမထွက်ခဲ့သည်ရှိတော့ညနေစီအတွက်တင်ကစားပါဗျာနော်အကယ်၍12နာရီ10မိနစ်စီမှာထွက်သွားခဲ့သည်ရှိတော့ကိုမရဲ့အားလုံးကိုကျွန်တော်ရဲ့အကောင့်လေးကနေပြီးတော့ short လေးနဲ့ပို့လေးနဲ့ထပ်တင်ပေးမယ်နော်4နာရီပွဲစီအတွက်ကျွန်တော်ရဲ့အကောင့်လေးကနေပြီးတော့ short လေးနဲ့ပို့လေးနဲ့ထပ်တင်ပေးမယ်ဗျာနော်ကကျွန်တော်ကိုမရဲ့အားလုံးပဲဒီလောက်ဆိုအဆင်ပြေပြီဗျာနော်အောင်သောကိုမရဲ့အားလုံးပဲကိုယ်ကျမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေစေတော်နဲ့ကိုပါလိုရင်းစနာတုံးတော့နဲ့ပြည့်စုံနိုင်ကြပါစေခင်ဗျာကံကောင်းသောနေ့ရက်လေးတွေကောင်းမွန်သောနေ့ရက်လေးကိုအမြဲဆက်လက်ထားရပိုင်ဆိုင်နိုင်ကြပါစေလူမှုရေးစီးပွားရေးကျန်းမာရေးအစစရေးရာကျွန်တော်ကိုမရဲ့အားလုံးအဆင်ပြေချုံးဝင်နိုင်ကြပါစေဗျာ